ကျွန်တော်မောင်မလည်းခုနှစ်ယောက်တော့ဘာလို့ကျွန်တော်တို့လူမျိုးမှလာရွေးတယ်ပေါ့နော်ဖះကိုချစ်ကြောက်ယိုတည်ပြီးတော့ဖះမှုတော်များမှာပေါ့နော်အကြီးကျယ်အလုံးလုံးမဲ့သူရှိချင်ရှိနိုင်တယ်ကျွန်တော်ရဲ့မောင်မတို့ထဲမှာဒါပေမဲ့ကျွန်တော်ကိုဘာလို့ရွေးတာလဲဘာကြောင့်ကျွန်တော်ကိုကဲပေးတာလဲပေါ့နော်ကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်အိမ်မရတဲ့အချိန်တွေရှိတယ်အားနဲ့ကျွန်တော်ပေါ့နော်ဖះကျွန်တော်ပြန်ပေးတာပေါ့နော်အဖြေပြန်ပေးတယ်အဲ့ဒီမျိုးကိုပေါ့နော်ဖះအဲ့မောဖះဒီပေါ့နော်ဖြေပြန်ပေးတဲ့အချိန်မှာလေကျွန်တော်ည2 နာရီရင်တော့ကျွန်တော်တယောက်လည်းထားရည်ပြီးတယ်ဖះပါကျွန်တော်ဘာပြန်ပြောဆိုပေါ့နော်ကျွန်တော်လိုလူမျိုးကသူမကဲပေါ့နော်တေချာပေါင်းငရဲလဲသွားမှလေသိမလားဒီလိုလူမျိုးကဖះဟိုကမှဖះနဲ့သက်ဆိုင်တဲ့ရဆိုအဲ့လိုလည်းစိတ်ဝင်စားဘူးဒီမှာဟိုခုနပြောလို့9နှစ်ကြီးတော့ယုံကြည်သူဖြစ်လာပြီးတော့အရဟတပေါ့နော်အဲ့လိုလူမျိုးပေါ့နော်မကဲရင်ကျွန်တော်ကတေချာတယ်လေလုံးဝငရဲအိုးထဲမှာပဲပေါ့နော်သွားမှာပဲနော်အဲ့ဒီငရဲသွားမဲ့အချိန်မှာကျွန်တော်ရဲ့ Q number 1 to 10လည်းဖြစ်နိုင်တယ်1 to 100လည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အသက်တာမှာကျွန်တော်ဒါပြင်ဆင်ချင်မိတဲ့အရာတွေပေါ့နော်ဆိုတော့ပြောမယ်ဆိုရင်အဲ့ဒီຢာကပဲကျွန်တော်ပြောင်းလဲသွားစေတယ်အဲ့ဒီအလင်းတရားပေါ့နော်ပြောမယ်ဆိုရင်အလင်းတရားတစ်ခုကပဲကျွန်တော်ပြောင်းလဲသွားစေတယ်ကျွန်တော်ကဆရာရဲ့ဒီမှာကျွန်တော်ဒီသာတင်နေဆရာကျွန်တော်ပြောတဲ့စကားရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ပဲကျွန်တော်ပြောင်းလဲသွားတယ်ဆိုတော့ကျွန်တော်မပြောင်းလဲခင်မှာဒီလို2015မှာ2015 April ဝင်ချင်လောက်ဟုတ်တယ် April မှတ်မိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တကြံကာလမှာဆိုရင်ကျွန်တော်ပုံကြီးတွေဝတ်ကြတယ်လေဆိုတော့ကျွန်တော်အဲ့ဒီချိန်မှာကျွန်တော်ပုံကြီးပြန်ဝတ်တာအဖေလေးပေါ့နော်အရွယ်ရောက်ပြီဟိုကျွန်တော်ကိုရင်ဝတ်တယ်ပြီးရင်ဦးစင်ဝတ်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြန်ဦးစင်ပြန်ဝတ်တယ်10ရက်လောက်အဲ့ဒီချိန်မှာပဲကျွန်တော်ကပေါ့နော်အဲ့ဒီအလင်းတရားရသွားတယ်ဆရာကကျွန်တော်အမြင်နဲ့ပြောတယ်ပေါ့နော်ကြိုးစားမလားကိုးစားမလားဒီကြတော့ပေါ့ကျွန်တော်ကြိုးစားပြီးလုပ်မယ်ဆိုရင်ဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့ဒီ10ရက်အတွင်းကျွန်တော်ကပေါ့နော်ဟိုကျောင်းဆိုင်ပုံကြီးရှိမှညနေတိုင်းကျွန်တော်အပပြန်ဖြေရတယ်ဘာလို့ဆိုလူငယ်တွေပဲပောက်ကရတွေပဲဒီမှာတချင်းတော့ဆိုကြတယ်ပုံကြီးမှာအစင်းစစ်ရှိတယ်ကိုရင်တွေလူမှာဆိုရင်၅ပါးတီလာကိုရင်ဆိုဘယ်နှပါဦးစင်းဆိုဘယ်နှပါဒီမှာအစင်းစစ်တက်လာတယ်တီလာတွေကများလာတဲ့ခါမှာလေကျွန်တော်ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်အဲ့မှာကျွန်တော်အလင်းတရားရအောင်ဟုတ်နော်ကိုဘာသာကိုစူးစမ်းတော့ဘလို့မှ